အားလုံးပါလီသွားပါဖူဒီယာရကန်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မကြီးသီးကြော်နီးလို့မျှဝေရှင်းဖြစ်ပါတယ်မိုးရသည်ဆိုတော့မကြီးသီးတီးတဲ့အချိန်ပေါ့ဗျာဒီရောမကြီးပေမော်တဲပြီးမကြီးသီးနုနုလေးတွေခူးပါမယ်မကြီးသီးတွေတီးရှဲကတော့ဗျာတော်တော်ကိုတီးတာအတန်းကြီးကြီးတွေမကြီးပေမော်တဲပြီးမကြီးသီးခူးတာကတော့ဟုတ်ပါပြီခူးလို့ပြီးရင်ဘာလို့ဆိုရင်ကောင်းမလဲမကြီးသီးရှင်ဟင်းမရှဲမလားကြော်ပဲစားမလားအကုန်လုံးအဆင်ပြေပါရဲ့ဒီလောက်ဆိုရင်တော့ရလောက်ပြီထင်တယ်အိမ်နီးနားချင်းတွေလည်းနည်းစီခွေးပေးတာပေါ့ခူးလာတဲ့မကြီးသီးနုနုလေးတွေကိုရေစေအောင်ဆေးပါမယ်ရေဆေးတဲ့အခါအပေါ်ကကြီးတွေပြောင်းအစိမ်းအောင်ပန်းအောင်လေးဆေးပေးရပါမယ်မကြီးသီးရေဆေးပြီးပြီဆိုတော့ငရုတ်သီးချောက်ကိုကတ်ကြီးလေးနဲ့ညပြီးရေစိမ်ထားပါမယ်ကြက်တန်ပြီးလီးပြီးရေဆေးထားပါမယ်ရွှေပဇွန်ရှားလေးကိုရေစိမ်ထားပါမယ်မကြီးသီးထောင်းပါမယ်မကြီးသီးထောင်းတဲ့အခါလေးညဲနေအောင်ထောင်းရပါမယ်အဲ့ဒါမှပို့ပြီးတော့အရသာဝင်ပြီးတော့ပို့ပြီးစားကောင်းပါတယ်ကြီးသီးထောင်းပြီးရင်ငရုတ်သီးချောက်ထောင်းပါမယ်ကြက်တန်ဖြူနေထိထောင်းပါမယ်ငရုတ်သီးချောက်ထောင်းပြီးလို့ချင်းရွှေပဇွန်ချောက်ဆက်ထောင်းပါမယ်ရွှေပဇွန်ချောက်ကိုလည်းညဲနေအောင်ထောင်းပေးရပါမယ်စီဦးတေးပါမယ်စနွေးမုံထေးပါမယ်ငရုတ်သီးစီလာပါမယ်အပိစာဟင်းချုံမိုးတခါတည်းထည့်ပါမယ်ပြီးလို့ချင်းတမအောင်မွေပါမယ်အကုန်လုံးတမတော့ပြီဆိုရင်ရွှေပဇွန်ချောက်ထည့်ပါမယ်ရွှေပဇွန်ချောက်ကိုလည်းအတိုင်းပဲတမတော့မွေပါမယ်အစာပလာတွေကျဲပြီးအနမ်းမွေးလာလို့ရှိရင်မကြီးသီးထည့်ပါမယ်မကြီးသီးကြော်တဲ့အခါအဆက်မပြတ်မွေပေးရပါမယ်မမွေလို့ရှိရင်အားကနေအိုးကတူးတတ်ပါတယ်မပြတ်အောင်မွေပေးမှအရသာလေးမကြီးသီးထည့်ကိုစိမ့်ပြီးတော့ဝင်တော့ပါတယ်အဲ့ဒါမှပို့ပြီးစားကောင်းပါတယ်ကြော်တဲ့အခါလေးမိကိုတအားပြင်းပြင်းမလုပ်ပဲမိအေးအေးလေးနဲ့ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်မကြီးသီးကြော်တဲ့နေ့ကတော့တရားနဲ့တရားတူရှင်မှတူပါလိုက်မယ်ဒါကကျွန်တော်ကြော်စားနေကြနေ့ကိုမျှဝေရှင်းပေးပါတယ်မကြီးသီးကြော်ရပါပြီကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျေးဇူးပေးတဲ့တရားရှင်စီရဲ့ကိုကျေးဇူးအထူးတင်ပါတယ်